Good morning တငယ်ချင်းတို့ရေကျမသမီးငယ်ကိုကော်ပီတစ်လုံးနဲ့ဇွန်းတစ်ချောင်းပေးထားလိုက်တယ်သူဘယ်လိုလှေးမလဲဆိုတာအဲ့ဒီမှာစက်ကြည့်ကြမယ်နော်သူဘယ်လိုမျိုးစဉ်းစားမလဲအခုဆိုလို့ရှိရင်သူဓာတ်ကိုင်တဲ့ပုံစံရဲ့လှီးနေတဲ့ပုံကနည်းနည်းတော့ဟုတ်နေပြီပေါ့နော်သူစဉ်းစားနေတဲ့အများကြီးပေါ့နော်ခလေးရတော့ကဲအခုဆိုရင်ဒီအစင်တော့သူရောက်လာပြီဒီမနေ့သူကော်ပီလေးတွေဟာစူးစမ်းလို့တော့ရတော့မှာပါသူတီးမြသိမလားအသုံးပြုမလားဆိုပြီးတော့သူရှေ့မှာတော့ငရုတ်စုံကိုချထားပြီးတာဖြစ်တယ်အဲ့ဒါသူဘာလို့ယူပြီးတော့မှသူအဲ့လိုမျိုးနောက်ဆုံးအကြံသူထုတ်တာပေါ့နောက်ဆုံးတော့အခုအမေကကူညီရတဲ့အစင်ရောက်ပါပြီကူပေးရပါပြီအမေစစ်ကူလို့အနေပြီးသူကကြည့်တဲ့တူလဲဘယ်လိုမျိုးတဘောရကြပါလဲကွယ်ခလေးတယောက်ကလေးလေးတွေရဲ့အုံနောက်ဒီဖွံ့ဖြိုးခါစားအရွယ်ဒီရဲ့ကစားပုံအလုံးလုံးပုံတခါတလေကြည့်လို့ကောင်းတယ်နော်တငယ်ချင်းတို့ရေ thank you ပါနော်